မင်္ဂလာဒီနေ့မှာ Sakura School လေးကိုဆောက်ရမှာပါဆရာဒီထဲမှာဘာလို့ပြမှာလဲဆိုတော့ပတ်စံလေးရှာပြမှာပါဆရာလည်းကြည့်ကြပါဦးရှင့်Action change clothes ဒီအင်္ဂလိပ်နဲ့နေရကြတော့နည်းနည်းလေးတော့ယူသွားပြီပေါ့နော်အဲ့ဒါကြောင့်ပါ Wow wow ဘိုင်းကြီးလေးလေးကောင်းလဲဒီနေ့အင်္ဂလိပ်ရကြတော့နော်လို့ခေါ်လဲဆို Here leader 1လို့ခေါ်ထားတော့နော်အတမ်းမှန်တော့မသိပါဘူး sorry ပါအခုကပေါ့နော်ဗီဒီယိုလေးရပေါ့နော်ထူးခြားလာလေးရတယ်အခုမှစတင်တာပါဗီဒီယိုလေးရဆိုရ system setting မှာ workbook ဆိုရဟာလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ဒီအိမ်ကမဟုတ်ပဲနဲ့တခြားနေရာတွေကပတ်စံလေးလိုက်ယူမှာဖြစ်ပါတယ်အခုထူးခြားတာလေးဒီလားဒီမှာ system setting ဘယ်လောက်လုပ်ထားလေဒီမှာကားကလုံးဝမရှိဘူး source main စီးပြီးတော့သွားကြမှာမင်းရိုက်လိုက်တာလေးဒီလားတော်တစ်ပိုင်းဖြစ်သွားပြီဒီလားအင်းစောပေါ့နော်မုတ်လေးအရင်သွားစားလိုက်ပါအောင်မယ်အဆက်မချခင်လေးပြမုတ်လေးစားလိုက်ပါたこ焼きにささみよ。サビのジャージにありましたね。たこ焼きがたこ焼きが。たこ焼きやじゃりたこ焼きを都や来し，人都や来し，所以就不会上面。Wow Thank you， 嘻嘻嘻。တကယ်ရိုက်ချင်တယ်ဗျာသူဘာလို့အနောက်ကဟီဟီဟီထဲရတယ်မသိကဲစပိန်စီပြီးတော့အိမ်ပြန်သွားမှာမယ်လောင်းပတ်ပြီးတော့သွားရမယ်ပေါ့နော်ဒီနားလေးမှာညောင်းလိုက်ရကြလာတယ်ဆိုရင်ထားရနေနေချာတော့ပေါ့နော်အိမ်ရပေါ့နော်ဒီပတ်စံကြီးယူလိုက်ပါအောင်ဆိုတော့ဂျက်နေပေါ့နော်ဟုတ်ပါပြီဘယ်လိုတော့မလဲဆိုတော့ဖတ်ကိုအရင်ပေါ့နော်ဖတ်ကအင်းရဲ့နောက်ကျောရှိရဲ့အကြောင်းပေါ့နော်သွားရရွေးရန်တထောင်ရမယ်သူကအခန်းကြီးလေးရကြောင်းလက်စတခြားလက်စင်ရောက်နေပြီကျွန်တော်မရောက်ဘူးဖူးသွားပြီးတော့နိုင်ယူရနေပြီးတော့ဝင်ပြန်တော့တောင်းဘယ်ကိုထပ်သွားအောင်မလဲဆိုတော့ယခုကျန်မှုကမျိုးသွားယခုစမှုကမျိုးရဲ့တိုင်ပေါ်မှာလဲလေဒီလားပတ်ဆက်ရှိပြီး
ထောက်ပေါ်မှာလေပတ်စံလေးလည်းရှိရတယ်ဒီလားမတော်ဘူးရဲ့လူတွေအတွက်ပါတီးရဲ့လူတွေကတော့တီးဒီထားဟောတမိုးရရဲ့နေရာမှာနော်သူကအတန်ဘယ်လိုခက်လဲတော့မသိဘူး Okay